Yes ခန်းတစ်ခုစီအပြေးမောင်းနေလာတဲ့ကားပေါ်ကသုံးတော့ကိုကွန်းစုတယောက်သူဖွက်ထားတဲ့လက်ငွေတွေကိုမကြခင် IAD စုံတိုင်းအဖွဲ့ကဝင်ရှာတော့မှဖြစ်လို့စုံတော့ချွဲကသူဖွက်ပေးထားရန်တောတောင်းနေပေမဲ့တော့ကသူ့စီမှာမို့လာနေပြီလို့ပြောကဖုန်းချလိုက်ပါတယ်ဒီအချိန်မိသားစုရဲ့အကြီးဆုံးဖြစ်တဲ့သူနိုင်ရေးမှမရှိလို့ညီမဖြစ်သူကအမြန်ပြန်လာဖို့လမ်းခေါ်နေတဲ့ဖုန်းအချမှာလမ်းလေကခွေးလေးတစ်ကောင်ကိုဟွန်းဆက်တိုက်ဒီကမောင်းထုတ်ရင်းရှောင်လိုက်ရပြီးနောက်မှကြံခဲ့တဲ့ခွေးကိုဆဲနေချိန်ရုတ်တရက်ပြေးလာတဲ့လူတစ်ယောက်ကိုတိုက်ချမိသွားပါတယ်ကားပေါ်ကချက်ချင်းဆင်းကြည့်တဲ့အခါသွေးတွေအသက်မပြတ်စီးကြနေပြီးအသက်မရှူတော့တာတီးလိုက်ရတဲ့အပြင်သူရှောင်ခဲ့တဲ့ခွေးလေးကထိုလူသေးအနားမှာငုတ်တုတ်လာထိုင်နေပါတယ်လူနာတင်ကားခေါ်ဖို့လုပ်နေချိန်သမီးဖြစ်သူမီနာကချောကလက်ကိတ်ဝယ်ခဲ့ဖို့ဖုန်းခေါ်လာလို့သမီးဖြစ်သူနဲ့ဖုန်းပြောနေချိန်အဝေးကနေရဲကားတစ်စီးလာနေတာမြင်လိုက်ရလို့ဖုန်းချကအလောင်းကိုအမောင်နဲ့ဆွဲသွင်းပုံးနေလိုက်ပြီးထိုရဲကားလမ်းတစ်ခုကိုကွဲဝင်သွားတဲ့အခါမှာတပ်ပြင်းချနိုင်ပါတယ်အဲ့ဒီနောက်ရဲမခေါ်တော့ဘူးဆုံးဖြတ်ခအလောင်းကိုနောက်ခံနဲ့ထည့်ပြီးထွက်သွားချိန်ခွေးလေးကသူ့ကားနောက်လိုက်ကြည့်ရင်ကြံနေခဲ့ပါတယ်လမ်းစုံတစ်ခုရောက်တော့စစ်စစ်နေတဲ့ရဲကင်းတစ်ခုနဲ့တွေ့တဲ့အခါဂွန်းစုကသူဟာအနောက်ပိုင်းခရိုင်လူတက်မှုနေနေရေးအဖွဲ့ကဖုန်းတော့ဖြစ်ကြောင်းပြောပေမဲ့တာဝန်ကျရဲကတောက်ထားမှန်းသိနေလို့လေမုတ်ဆက်ကိုအတင်းမှုတ်ခိုင်းနေတဲ့အတွက်အမေးနိုင်ရေးမို့နည်းနည်းတောက်ထားမိကြောင်းစင်ကြေပေးလိုက်ပေမဲ့ထိုရဲကအထက်ရရှိစီတင်ပြဖို့စောက်ခိုင်းနေတဲ့အတွက်ဂွန်းစုတယောက်ကားကိုဟမ်ဘရိတ်ချကအတင်းမောင်းပြေးဖို့ကြိုးစားရမှာရှေ့ကနေပိတ်တာခံရပြီးကားပေါ်ကသင်းလာရန်အမိတ်ပေးခံရပါတယ်အထက်ရရှိလို့ယူဆရသူကိုစုံတော့ဖြစ်ကြောင်းထပ်ပြောပေမဲ့ ID နံပါတ်တောင်းနေလို့ပြောပြလိုက်ချိန်လိုင်းမတ်နေတဲ့လူကနံပါတ်တစ်လုံးပို့နေကြောင်းထောက်ပြလိုက်တာမို့ကားကိုစစ်ဆေးဖို့အမိတ်ပေးလိုက်တဲ့အခါဂွန်းစုကစကန်းကိုဖုန်းဆက်မေးဖို့ပြောနေချိန်ရဲတယောက်ကကားနောက်ဖုန်းကိုတော့ဖွင့်နေပြီမို့ထိုရဲကိုထိုးကျိတ်လိုက်တဲ့အတွက်စပရေးနဲ့ဖျန်းပြီးကျင်စက်နဲ့ပါထိုးကဖမ်းချုပ်လိုက်တာကြောင့်တတိလက်သွားတဲ့အချိန်ကျမှသူဟာစုံတော့ဖြစ်ကြောင်းဌာနချုပ်ကအတည်ပြုပေးလာပါတယ်ဒီအချိန်ရဲစခန်းမှာတော့ဂွန်းစုနေရာကတော့ခတ်ထားတဲ့အန်သွဲတွေကို IAD ကရိုက်ဖြတ်နေပြီးဂွန်းစုကတော့သူ့ကိုမယုံခဲ့တဲ့ရဲတွေကိုစိတ်ကြိုက်သုံးမကထွက်လာပါတယ်စခန်းရောက်တော့ IAD စစ်စေးမှုကလက်ငွေတွေကိုတွေ့သွားလို့အားလုံးပြဿနာတက်ပြီးဖြစ်ကြောင်းချင်းချောက်နေချိန်ရဲမှုချန်ရောက်လာပြီးအမေနိုင်ရေးမှပူဆွေးနေသူကိုတတ်သိမရှိပဲဆွတ်ဆွဲရလားဆိုကနိုင်ရေးပြီးမှပြန်လာဖို့အော်ထုတ်ပြီးမဲ့ IAD ကလူကမှတ်တမ်းစာအုပ်တွေ့ထားကြောင်းနဲ့ရဲမှုချန်ကိုယ်တိုင်ဒေါ်လာ1000ကျော်လက်စားထားကြောင်းထုတ်ဖတ်ပြကခနဲ့သွားပါတယ်စုံနောက်ချွဲစီက IAD ဝင်ရှာနေပြီဆိုတဲ့ message နဲ့ညီမဖြစ်သူစီကအမေကိုခေါင်းတလားတဲ့ပိတ်တော့မှမို့ပြန်လာဖို့ဖုန်းဆက်နေရကြောင်းဂုံးစုလည်းကြံရမရပဲနိုင်ရေးစီကိုသာပြန်လာခဲ့ရပြီးဇာပနာမှာစိတ်ပြက်လက်ပြက်ထိုင်နေချိန်ကိတ်မုတ်ပါလာမိတဲ့သမီးမီနာကိုနောက်ရမဝယ်ကျွေးမယ်လို့သာပြောလိုက်ပါတယ်အဲ့ဒီနောက်ဂါရဝါလာပြူတဲ့ရဲမှုကြံတို့အဖွဲ့ကိုဂုံးစုကသူ့ကြောင့်ဖြစ်ခဲ့ရတာမို့တောင်းပန်ကနောက်မှလာဖို့ပြောပေမဲ့သုံးနောက်ချွဲကအဖွဲလိုက်အလုံးမပြုတ်ရအောင်ပြဿနာအလုံးကိုဂုံးစုတယောက်တည်းခေါင်းခံပေးဖို့တောင်းဆိုလာတဲ့အတွက်ဂုံးစုတယောက်ဒေါသထွက်သွားပြီးစုံနောက်ချွဲပြည့်တဲ့သားအိမ်ဘယ်နှကြိမ်သွားခဲ့လဲဆိုတာပါသိကြောင်ပြန်ဖော်ချင်းချောက်ရာကနေအချင်းချင်းထိုးမှန်ကျိမ့်မယ်တွေလုံနေတော့ညီမဖြစ်သူကအလောင်းကိုခေါင်းတလားတဲ့ထဲဖို့အချိန်ကြပြီလို့လာခေါ်တော့မှလူစုကွဲသွားပြီးစုံနောက်ချွဲက IAD တွေတခုမှမတွေ့သွားဘူးလို့လိန်ပြောကအမေကိုကောင်းကောင်းပို့ဖို့မှာပြီးထွက်သွားပါတယ်အဲ့ဒီနောက်ဂုံးစုတယောက်ခေါင်းတလားကိုရိုက်ပိတ်နေချိန် IAD တွေသူ့ကားကိုလက်ဆက်မှာမို့ကားထဲမှာတခုခုရှိလားဆိုတဲ့ message ရှောင်းစိတ်ရှုပ်နေချိန်သူ့ကားမရက်သိတဲ့နေရာရက်ထားလို့ဖယ်ပေးဖို့ကြေညာတဲ့ဟာလေဝင်ပေါက်တစ်ခုကနေဝင်လာတာကိုတတိထားမိသွားပြီးထိုလေဝင်ပေါက်ကိုအတုံးချဖို့အကြံရတာနဲ့ဘူပေါင်းတွေဝယ်ပြန်လာတဲ့ဂုံးစုကိုအဖွဲ့သားတွေကနားမလဲနိုင်ဖြစ်နေကြပေမဲ့စုံနောက်ချွဲကတော့ IAD တွေလည်းလက်ဆောင်မှုရှိနိုင်တဲ့သူကပြန်အကြက်ကန်ရန်ရဲမှုကိုအကြံပေးနေပါတယ်ဂုံးစုကတာဝန်ခံစီသွားကအမေကိုနောက်ဆုံးအနေနဲ့နှစ်ကိုယ်တည်းနှုတ်ဆက်ခွင့်တောင်းတဲ့အခါတကောင်ရအထိအချိန်ပေးလိုက်ပေမဲ့ဘူပေါင်းတွေကိုဘာလို့ဖို့လဲမေးနေရကြောင်းသမီးထွက်လို့လိန်ပြောလိုက်ပြီးတာဝန်ခံထွက်သွားတာနဲ့ဘူပေါင်းတွေကိုကင်မရာနဲ့အုပ်ခအမေကိုတောင်းပန်ပြီးလေဝင်ပေါက်ကနေအယုတ်ကိုရမူးနဲ့လမ်းခေါ်တော့3မီတာအတွင်းသားလှုပ်လှုပ်တာမို့လက်ကိုအထဲထိသွင်းနေလိုက်တော့မှသူ့စီတရွရွလာနေတဲ့အယုတ်ကခဏကြာမှရက်သွားပြီးတနက်တန်တွေထွက်လာတာကြောင့်သတိထားမိသွားတဲ့တာဝန်ခံကအပြင်ထွက်ကြည့်တဲ့အခါစီးလိတ်ခိုးတောက်နေတဲ့ကောင်မလေးကိုတွေ့လို့ဘာမှမဖြစ်သလိုလှည့်ထွက်သွားပါတယ်အဲ့ဒီနောက်ကောင်မလေးအခန်းထဲဝင်လာချိန်ရေခဲတိုက်ထဲကအတန်တွေကြားလို့လုံခြုံရေးကိုသွားခေါ်နေပြီးဂွန်းစုကရိုက်ပိတ်ထားတဲ့တက်သားတန်တွေကိုဖနက်ကျိုးနဲ့ပြန်ဆွဲနှုတ်ခအဖုံးဖွင့်နေချိန်လုံခြုံရေးရောက်လာလို့အယုတ်ရဲ့တနက်တန်ကိုအမြန်ပိတ်လိုက်ရပါတယ်တကားဖွင့်မရလို့ကင်မရာကနေကြည့်ခိုင်းမိမဲ့ဘူပေါင်းတွေကကွယ်နေတဲ့အတွက်တာဝန်ခံကိုလွတ်ပေးမယ်လို့ပြောနေချိန်ဂွန်းစုကရက်နေတဲ့အယုတ်ကိုအခေါင်းထဲကလက်ဝါးကတ်တိုင်နဲ့လှမ်းယူပြီးခြိထားတဲ့ကျိုးနဲ့အလောင်းကိုအားကုန်ဆွဲချလိုက်ပါတယ်တာဝန်ခံကိုတောပစ်ပေးလိုက်လို့အခန်းကိုပြန်လာနေချိန်မှာဂွန်းစုကအမေဖြစ်သူကိုတောင်းပန်ကသူတတ်မိခဲ့တဲ့အလောင်းကိုခေါင်းတလားတဲ့ထည့်ပြီးတန်တွေကိုဖနက်နဲ့ပြန်ပေးရိုက်ခအားလုံးပုံမှန်တိုင်းပြန်ထားပြီးထိုင်နေလိုက်ပြီမဲ့အခေါင်းထဲကနေဖုန်းတန်ထားမိလာတာကြောင့်ဘာလို့ရမလဲမသိပဲဖနက်ကျိုးနဲ့အခေါင်းပြန်ဖွင့်ရမလို့တိုင်ပတ်နေပြီးဖုန်းချလိုက်ပါတော့လို့ဆူတောင်းနေရပါတယ်တာဝန်ခံဝင်လာတဲ့အချိန်ပုံမှန်အတိုင်းဟန်ဆောင်နေသူ
ဂုံးစုကိုအချိန်ပြည့်ကြောင်းပြောလိုက်တဲ့အတွက်ထွက်သွားဖို့ပြင်နေသူဂုံးစုကိုတားကကြံခဲ့တဲ့ဘူပေါင်းတွေယူပေးလိုက်ပါတယ်။နောက်နေ့မနက်အခေါင်းတဲ့တဲ့ရင်ပေါ်မှာအခေါင်းထဲကတချင်းတန်ထွက်လာလို့တေချာကြည့်ပေမဲ့ဘာမှမတွေ့တာကြောင့်ကားမောင်းသူကဖျားစာတွေထားယွနေပါတယ်။အခေါင်းမြေချချိန်အရန်လေးနေလို့လူ၄ယောက်လောက်တည်ခဲ့ရပြီးအလောင်းကိုမြုပ်ပြီးတဲ့အခါမှာဒူထောက်ကသူမကြခင်ပြန်လာမှဖြစ်ကြောင်းတောင်းပန်နေတဲ့ဂုံးစုကိုတော်ဝင်ခံကတားကောင်းတယောက်ဖြစ်ကြောင်းဘူမသိကိုမသိနဲ့ချီကျူးနေပါတယ်။အပြန်ကားပေါ်မှာမီနာကအယုတ်တဲ့နဲ့စော့နေလို့မိလိုက်တော့လူတယောက်အယုတ်ခိုးသွားလို့ပြန်ဝယ်ပေးထားရကြောင်းညီမဖြစ်သူကရှင်းပြနေပြီးအာသူဘကိစ္စတွေပြီးသွားချိန်မှာရဲမှုကြံက IAD တွေဘာမှသတ်မလုပ်ပဲလက်ငွေတွေယူသွားတာကြောင့်သူတို့အဖွဲ့ပြဿနာကင်းသွားပြီဖြစ်ကြောင်းပြောပြလာတဲ့အတွက်ဂုံးစုဟာသူ့ကားကလူတိုက်ထားတဲ့အရာကိုဖုံးကွယ်ဖို့ရပ်ထားတဲ့ကားတစ်စီးကိုတမင်ပြေးဝင်တိုက်လိုက်ပြီးစုံတော့တယောက်ဖြစ်ကြောင်းပြကကားကိုမရပ်တဲ့နေရာမှာရပ်ထားလို့အခုလိုဖြစ်ရတာဆိုပြီးအခြေအနေကိုပြောင်းပြန်လုပ်ရင်အာမခံကုမ္ပဏီရဲ့ရော်ကြီးနဲ့ကားကိုပြန်ပြင်လိုက်ပါတယ်ရဲစခန်းမှာတော့ဖမ်းမိထားတဲ့ C4 ပုံးကိုဖောက်ခွဲပြဖို့လုပ်နေတဲ့ IAD အဖွဲ့ဟာအသေးရောက်လာတဲ့ရဲမင်းကြီးစီကမျက်နှာရအောင်လုပ်နေကြတာလို့ရဲမှုကြံတို့ကဝေဖန်နေကြချိန်ဂုံးစုရောက်လာပြီးပြဿနာတွေရှင်းပေးခဲ့တဲ့စုံနောက်ချွဲနဲ့အပြန်လန်စားနှောက်နေကြတော့မီးရှူမီးပန်းတွေဖောက်နေရလားလို့နောက်လိုက်ပြီးမဲ့ပောက်ကွဲမှုအချိန်ကထင်ထားတာထပ်ပိုပြင်းပြီးမီးစားတွေဟာရဲမှုကြံရဲ့ကားအသစ်ပေါ်ရောက်သွားလို့ဒေါသကြီးဆဲဆိုပြေးသွားပါတယ်အဲ့ဒီနောက်အရင်အမှုဟောင်းတွေကိုဒဏ်ပေးတဲ့အနေနဲ့ဖြေရှင်းရမယ်လို့ပြောနေတဲ့ရဲမှုကြံဝင်လာပြီးလူသက်တရက်ခန့်တယောက်ကိုလိုက်ဖမ်းဖို့ပုံတွေဝေခိုင်းတော့မှသူကားနဲ့တိုက်မိသူကအလိုရှိနေတဲ့တရက်ခန့်ပြေးလီကွမ်မင်းဖြစ်နေတာကိုတီးလိုက်ရလို့ကြောင်တောင်တောင်ဖြစ်နေတဲ့ရဲမှုကြံကလိုက်ခဲ့ဖို့ခေါ်လို့ကားပေါ်ပါသွားပြီးဖမ်းမိရင်ယာဒူးတိုးနိုင်ကြောင်းရှင်းပြနေပေမဲ့ဂုံးစုတယောက်စိတ်နဲ့ကိုမကတ်နိုင်ဖြစ်နေပါတယ်တရက်ခန့်ပုံနေတဲ့နေရာကိုတနက်ကင်ကဝင်စီးပေမဲ့တယောက်မှမရှိပဲလီကွမ်မင်းရဲ့ ID ကတ်ကိုသာတွေ့လို့ရဲမှုကပတ်ဝန်းကျင်မှာတဲလွန်သားရှာရန်အမိတ်ပေးချိန်ဂုံးစုဟာအခင်းပြတဲ့ညကခွေးကိုပြန်တွေ့လို့နောက်ကလိုက်သွားတော့သူတိုက်မိခဲ့တဲ့နေရာဟာတရက်ခန့်ရဲ့အိမ်နယ်မွေးကြောင်တီးလိုက်ရလို့တတ်သိကြံခဲ့မလားလိုက်ကြည့်နေချိန်ရဲတယောက်ရောက်လာပြီးဘာလုံးနေရလဲမေးနေလို့ ID ပြလိုက်တော့မှလမ်းပေါ်ကမှန်ကွဲသားတွေကိုပြလာတဲ့တစ်ဖက်ရဲဟာဒီနေရာမှာရင်တိုက်မှုဖြစ်ခဲ့ပြီးကျူးလွန်သူကအလောင်းကိုကားနောက်ထဲထည့်သွားကြောင်းတည်င်းရလို့လာတာဖြစ်ကြောင်းရှင်းပြနေတဲ့အတွက်ဂုံးစုကဒီနေ့မှဖြစ်တာလားမေးလိုက်တော့21ရက်နေ့ညကလို့ပြန်ဖြေလို့ခေါင်းကုန်းနေစဉ်စုံနောက်ချွဲတို့ရောက်လာပြီးထိုရဲဟာ IAD ကိစ္စမှာကူညီပေးခဲ့တဲ့ရဲအုပ်ပတ်ရဲ့တပည့်ဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်လီချင်းဟိုကအနီးနားမှာ CCTV ကိုဆက်စစ်မယ်ပြောတဲ့အခါရဲမှုကြံကတရားခံပါလာနိုင်တာကြောင့်စုံနောက်ချွဲကိုလိုက်သွားရန်တာဝန်ပေးနေပြီမို့ဂုံးစုကသူလိုက်ကြည့်ပေးနိုင်ကြောင်းအတင်းဝင်ပြောပေမဲ့ရဲအုပ်ပတ်နဲ့ရင်းနှီးသူစုံနောက်ချွဲကိုသာလွှတ်လိုက်လို့ဂုံးစုတယောက်ကြက်ကြော်ဝဲက CCTV စစ်နေတဲ့စီရောက်လာပြီးအခြေအနေမေးကြည့်တော့ကင်မရာကဝါးနေကြောင်းရှင်းပြနေတဲ့ဂျင်းဦးကိုစုံနောက်ချွဲကခဏနာဖို့ခေါ်ချိန်ထူးခြားတာတစ်ခုတွေးလိုက်လို့ရှေ့ကိုပြန်ရစ်ခိုင်းလိုက်ပြီးဗရေမီလင်းသွားတဲ့ကားတစ်စီးကိုခွေးတစ်ကောင်ကပါကြီးနေတဲ့အတွက်တိုက်သွားတဲ့ကားဟာအဲ့ဒီကားဖြစ်နိုင်ကြောင်းယူဆပါတယ်ကားမျိုးစားကလည်းဂုံးစုက loss နဲ့အတူတူပဲမဟုတ်လားလို့စုံနောက်ချွဲကမေးလိုက်ပြီးကားနံပါတ်အစကိုရှစ်လို့ဖတ်လို့ရပေမဲ့ကြံတဲ့ကနန်းတွေဖတ်မရဖြစ်နေလို့လွတ်သွားပါတယ်အိမ်ပြန်ရောက်တဲ့အခါစိတ်ညစ်ညစ်နဲ့ထိုင်နေတဲ့ဂုံးစုကိုညီမဖြစ်သူကသူတို့ပိုင်တဲ့ဆိုင်ကမ်းမှာအငှားချထားသူတွေကိုအတင်းနှင်ထုတ်ပြီးသူမမုံဆိုင်ဖွင့်ကျင်ကြောင်းပူဇာနေရကြောင်းဂုံးစုကစာချုပ်မပြည့်သေးပဲနှင်ထုတ်လို့မရဘူးဆိုလို့ညီမဖြစ်သူကရဲဖြစ်နေရပဲဆိုကအတင်းတိုက်တွန်းနေတဲ့အတွက်နောက်မှပြောမယ်ဆိုပြီးစကားလမ်းကြောင်းလွဲကရှောင်ထွက်လာခဲ့ပါတယ်အဒီနောက်အခန်းထဲဝင်သွားတဲ့သူကိုအမေးမှတိတ်တိတ်ပုံယောက်ျားရှိခဲ့လားရုတ်တရက်မေးလာတဲ့အတွက်ဘာတွေပြောနေရလဲပြန်ပြီးတော့မနေ့ကဘေရင်သွားမေးတာအမေဖေးမှအခုထိယောက်ျားတစ်ယောက်ရှိနေရလို့ဟောကြောင်းနဲ့သူရောက်ဖဖွင့်ခဲ့တဲ့ဘန်းဆိုင်ကိစ္စတွေရောသူကွာရှင်းထားတာတွေပါအကုန်မှန်နေရကြောင်းတကယ်ရှိနိုင်တယ်လို့ပြောနေပေမဲ့ဂွန်းစုကတော့နှုတ်ဆိတ်နေလိုက်ပါတယ်ရဲစခန်းရောက်တော့ဂွန်းစုဟာကားပိုင်ရှင်စင်းမှာသူ့နာမည်ပါနေလို့စိတ်ရှုပ်နေချိန်အမည်မသိလူတယောက်ကဖုန်းဆက်ခါတရားခံလီကွမ်မင်းကိုတွေ့ကြောင်းပြောလို့နောက်ထပ်ထင်ပြီးချပစ်လိုက်ပေမဲ့ဖုန်းထပ်ခေါ်လာပြီးလီကွမ်မင်းကိုဘယ်မှာဖွက်ထားလဲမေးကအနက်ရောင် loss ကားပိုင်ရှင်ကိုဂွန်းစုလို့နာမည်တက်ခေါ်လိုက်လို့လန့်သွားချိန်လုံးဖို့ကန်ဘက်ကတဆင့်သူ့ကိုယ်ပိုင်ဖုန်းကိုကန်ခိုင်းလာတာကြောင့်မင်းမတူလဲလို့မေးတော့မင်းလီကွမ်မင်းကိုတတ်လိုက်တာတီးတဲ့လူလို့ပြန်ဖြေတဲ့အတွက်ဂွန်းစုတယောက်အပြင်ဘက်ထွက်လာပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်ကဘာတွေပြောနေရလဲလို့ဟန်ဆောင်ညင်းပေမဲ့တစ်ဖက်လူကဂွန်းစုရဲ့ကားကိုအသက်ပြင်ထားတာသိကြောင်းနဲ့အခင်းဖြစ်တဲ့နေ့ကအလီပိုင်ဖန်တီးထားတာကိုပါအကုန်သိနေကြောင်းပြောလာတဲ့အပြင်လီကွမ်မင်းကိုဘယ်မှာဖွက်ထားတာလဲဆိုပြီးပြောလာလို့ဖုန်းထပ်မခေါ်ဖို့ဆဲဆုံနေတဲ့ဂွန်းစုကိုထပ်ဆက်ရင်ရဲတိုက်မယ်လို့ချိန်ချောက်လာပါတယ်ဒီအချိန်အလေးပြုတ်နေတဲ့ရဲတွေရဲ့အတန်ကိုတစ်ဖက်ဖုန်းကကြားလိုက်ရတာမို့အနီးနားမှာရှိနေမှသိသွားပြီးလိုက်ရှာကြည့်တဲ့အခါရဲစကန်ရှိကအများသုံးဖုန်းမှာဖုန်းပြောနေတဲ့လူတယောက်ကိုတွေးလိုက်ရပြီးဖုန်းချတဲ့အချိန်ချင်းတူနေရကြောင်းအပြေးလိုက်သွားပြီမဲ့ထိုလူကတက်စီတစ်စီးနဲ့ထွက်သွားလို့သူ့ကားနဲ့အမြန်လိုက်သွားပါတယ်လမ်းတစ်လျှောက်လုံးဒေါသကြီးနဲ့မောင်းပြီးကားပိတ်တဲ့နေရာတွေကိုပါကြော်တက်မောင်းနေသွားပြီမဲ့လမ်းဆောင်တစ်ခုရောက်မှမီးသိမ်းနေရတော့တက်စီကိုချက်ထားခိုင်းတဲ့လူကဖုန်းကိုဝေးရန်ပြနေတာမြင်လိုက်ရပြီးကားပြဿနာတက်နေရလားဆိုတဲ့ message ချဝင်လာတာကြောင့်စိတ်မရှိပဲ
လည်းကားပေါ်ကဆင်းကတက်စီနာကိုလိုက်သွားပြီးမဲ့မောင်းထပ်သွားပြီးမို့ကြံနေခဲ့ပါတယ်ထိုတက်စီပေါ်ကလူကအဝတ်စားလဲပြီးပြန်ထွက်လာတဲ့အခါရဲတယောက်ဖြစ်နေပြီးထိုအဖြစ်ပြက်တွေကိုအိမ်မက်သိုးမတ်နေတဲ့ဂုံးစုထံစုံနောက်ချွဲနဲ့ဂျင်းဟိုတို့ရောက်လာပြီးကားမှန်ကိုလာခောက်ပါတယ်တရားခံအီကွန်မင်းရဲ့ဖုန်းနောက်ဆုံးတိနေရဟာရန်ကြာတောင်ဖြစ်နေလို့အဲ့ဒီတောင်ပေါ်မှာတနေကုန်ခြေချင်းရှောက်ရှာခဲ့ရကြောင်းနဲ့ထိုတောင်ဟာဂုံးစုအမေကိုမြုပ်ခဲ့တဲ့တောင်မဟုတ်လားလို့မေးနေချိန်ဂုံးစုရဲ့ကားရှိပံပါအသစ်ပြင်ထားတာသတိထားမိသွားပြီးရင်တိုက်မှုဖြစ်ထားတာလားဆိုတဲ့အခါအရင်ကပြောမှုတဲ့မတော်ဆမှုကြောင့်လို့ပြန်ဖြေနေချိန်ဂုံးစုရဲ့ဖုန်းကမြည်နေရကြောင်းဖုန်းကန်မှုတတိပေးလိုက်ပါတယ်အဲ့ဒီနောက်ကားထဲဝင်ကဖုန်းကန်လိုက်တော့ဂုံးစုကိုရဲတယောက်ဖြစ်လျက်နဲ့လိုက်ဖမ်းတာညမ်းတဲ့အတွက်လှောင်နေပြီးဂုံးစုကတော့ဒီကွန်မဲတည်တဲ့ချိန်ဟာမှောင်နေပြီမို့တစ်ဖက်ကသူ့ကိုဖိတ်နေမှတီးလိုက်ပြီးအလောင်းကိုဘယ်မှာမြုပ်ခဲ့တဲ့ဆိုတာသိနိုင်မှာမဟုတ်လို့တတ်သိမရှိပဲသူ့ကိုတိုင်လို့မရတာကြောင့်ကြိုက်တယ်လို့လုပ်ဖို့ဆဲဆိုပြီးဖုန်းချလိုက်ပါတယ်စကမ်းမှာဖုန်းဝင်လာလို့ရဲမှုချန်ကဖုန်းကန်ခိုင်းနေတဲ့အတွက်စုံနောက်တူကကန်လိုက်တဲ့အခါကားမတော်စားမှုကိုသတင်းပေးချင်တာဆိုလို့ဂုံးစုကဖုန်းကိုလူယူချပစ်လိုက်ပြီးစားနောက်တဲ့ဖုန်းတွေမနက်ကတည်းကဝင်နေရလို့ဆင်ကြီးပေးပါတယ်အဲ့ဒီနောက်ဇက်တိုက်ဝင်နေတဲ့ဖုန်းကိုချပစ်နေပြီးစုံနောက်ချွဲကစားနောက်တဲ့လူတွေကိုအရေးယူတင်ကြောင်ပြောနေချိန်ရုံတရက်ဝင်လာတဲ့လူတယောက်ကသူ့ဖုန်းခေါ်တာကိုမကန်လို့ဆိုကဂုံးစုကိုရိုက်နှက်နေရကြောင်းအကုန်ဝိုင်းဆွဲနေရပြီးနောက်မှဂုံးစုကသူ့ကိုလိန်သွားတဲ့လူနဲ့တူတာကြောင့်မှားရိုက်မိတာဖြစ်ကြောင်းတောင်းပန်ပါတယ်စုံနောက်ချွဲကတော့ထိုလူဟာရဲဥပတ်ဖြစ်ပြီးသူတို့ကို IDA အဖွဲ့ကနေကူညီပေးတဲ့လူလိုမိတ်ဆက်ပေးပါတယ်အဲ့ဒီနောက်ကြောင်တော်ဖြစ်နေတဲ့ဂုံးစုကိုပတ်ချမ်းမင်းဖြစ်ကြောင်းနှုတ်ဆက်ခတန်းစင်ကန်သွားအောင်မဲ့ဆိုပြီးထွက်သွားပါတယ်တန်းစင်ကန်နဲ့လိုက်သွားတဲ့ဂုံးစုလည်းတကားကိုလော့ချလိုက်ပြီးအထက်ကထွက်လာတဲ့ပတ်ချမ်းမင်းကလောကကြီးတဲ့ကလူနှမျိုးမှာတချို့လူတွေကအင်အားကြီးသူကိုအညံ့ခံတတ်ကြပြီမဲ့တချို့လူတွေကတော့အရိုက်နှက်ခံပြီးမှနာခံတတ်ကြောင်းပြောကဂုံးစုကိုဘလို့လူမျိုးလဲလို့မေးပါတယ်သူစိတ်ကလိုချင်တာကိုပြောခိုင်းတော့ဘာမှမမေးပဲလီကွမ်မင်းကိုသူ့စီယူလာခိုင်းနေလို့ဂုံးစုကသူတကယ်မသိတာကြောင့်မဖြစ်နိုင်ဘူးလို့ပြောကပတ်ချမ်းမင်းရဲ့ဘိုက်ကိုထိုးလိုက်ပါတယ်ကြောက်လန့်နေတယ်လို့ဟန်ဆောင်နေတဲ့ပတ်ဟာအိမ်သားထဲဝင်ပြေးသွားပြီမို့ဂုံးစုကအိမ်သားအပေါ်ကဝင်ဖို့လုပ်နေတော့ဆွဲချခံလိုက်ရပြီးအိမ်သားခွက်ထဲကောင်းတဲ့ခါတစ်ချက်လောက်ထိုးလိုက်ရတာနဲ့မန်တက်နေရလားလို့မေးပါတယ်အသက်ရှူကျက်နေတဲ့ဂန်းစုကတော့လက်နဲ့ရိုက်ခအရှုံးပေးနေပြီးလီကွန်မင်းကိုရှာပေးပါမယ်လို့ကတိပေးလိုက်ပါတယ်ဒါကြောင့်လီကွန်မင်းကိုဒီညလိုချင်ပြီးသူဖုန်းခေါ်မှဖြစ်ကြောင်းမှကထွက်သွားပါတယ်ဂန်းစုတရားသူ့အမိနဲ့တူမြုပ်ထားတဲ့အလောင်းကိုပြန်ဖော်ပြီးရဲဥပတ်အလောင်းကိုလိုချင်ရခြင်းကအကြောင်းပြချက်ရှိရမယ်ဆိုတဲ့အတွေးနဲ့လိုက်ရှာကြည့်တော့သွေးတွေအစမတန်ပေနေတဲ့အိမ်ကအပေါင်းနဲ့အတူရင်ဘတ်ပေါ်ကတနတ်တန်ရာတွေကိုတွေ့သွားပါတယ်ဒါကြောင့်အီကွန်မင်းရဲ့အိမ်ကိုရောက်သွားပြီးအားကုန်နေတဲ့ဖုန်းကိုပါဝါဖွင့်နေချိန်အပြင်ကတန်ကြောင်ဒုတ်တစ်ချောင်းနဲ့လိုက်ရှာတော့သူ့ကိုပြဿနာရှာနေကြခွေးလေးဖြစ်နေပါတယ်ခွေးလေးထွက်သွားတဲ့နောက်ကပတ်သက်အိတ်ထဲမှာဗန်လိပ်စာကတ်တစ်ခုကိုယူကြည့်နေချိန်လီကွန်မင်းရဲ့ဖုန်းဝင်လာတာကြောင့်ကင်လိုက်တော့တစ်ဖက်ကဖုန်းမကင်လို့လီကွန်မင်းကိုရဲဥပတ်ဖမ်းမိသွားပြီးထင်နေရလို့ပြောနေပြီးဘာမှပြန်မပြောတဲ့ဂုံးစုကြောင့်မင်းဘသူလဲမေးကဖုန်းချသွားပါတယ်ကားနဲ့ထွက်လာပြီးအဲ့ဒီဖုန်းနံပါတ်ကိုချေရခံခိုင်းတော့အသက်38နှစ်အရွယ်ဂျိုနန်ယောင်းဆိုသူဟာပြစ်မှု3ခုရှိတဲ့လီကွန်မင်းနဲ့အလုံးတူတူလုံနေတာဖြစ်နိုင်တယ်ဆိုလို့သူ့စိတ်ကို10မိနစ်ချတခါဒီနေရာနဲ့ဓာတ်ပုံပို့ပေးရန်တောင်းလိုက်ပေမဲ့ဝေယမ်းမရှိဘဲလောက်တာဟာတရားမဝင်ဘူးလို့ပြောနေရကြောင်းအားလုံးကိုသူတာဝန်ယူမှာဖြစ်လို့ပို့ပေးရန်မှာသွားပါတယ်စခန်းရောက်လာတဲ့စုံနောက်ချွဲကဂွန်းစုဖုန်းဆက်တာလာမေးကစပွဲပေါ်ကဒန်ကြီးစာရွက်ကိုကြည့်လိုက်တော့သူမြင်ခဲ့တဲ့ CCTV ကကားနဲ့တူနေတာသတိထားမိသွားပါတယ်ဂွန်းစုကတော့ဂျိုနန်ယောင်းရှိတဲ့နေရာကိုသွားကစတိုးဆိုင်နဲ့အရက်တောက်နေတဲ့ထိုလူကိုထွက်လာဖို့မှန်ကိုခောက်လိုက်ပြီးမဲ့ရုတ်တရက်ထွက်ပြေးသွားတာကြောင့်လိုက်ဖမ်းရပါတယ်လေကားပေါ်ကပန်ဒါလိုလိမ့်ဆင်သွားပြီးကားလမ်းကိုမြန်မာလိုဖြတ်ကူးသွားသူဂျိုကိုဖမ်းမိတဲ့အခါတိုက်တစ်ခုပေါ်မှာရက်ခိုင်းလိုက်ပြီးရဲရရှိဘက်ကလီကွန်မင်းစီမှာဘာလို့ကျင်တာလဲတိလာမေးပေမဲ့မသိကြောင်ညင်းနေလို့ခုံစင်းခိုင်းတဲ့အခါမှာရဲဥပတ်ဟာလီကွန်မင်းခိုးသွားတဲ့မိကန်တက်တာတော့ကိုလိုချင်နေတာဖြစ်ကြောင်းသိလိုက်ရပြီးတက်တာထဲမှာဘာရှိလဲဆက်မိကြည့်တော့မူရစ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ရဲဥပတ်ဟာဖမ်းဆီးရမိတဲ့မူရစ်ဆေးတွေကိုဖျက်ဆီးတလို့နဲ့ပြန်လဲသိမ်းယူခဲ့ပြီးချက်လုပ်ပေးသူလီကွန်မင်းနဲ့ပူးပေါင်းဖြတ်မြူကဘားတွေကလတ်တွေဖွင့်ခဲ့တဲ့အပြင်ယာကူဇာရီနဲ့ပါအပေးယူလုံးနိုင်တဲ့အထိအင်အားကြီးလာသူဖြစ်ပါတယ်ပတ်ချမ်းမင်းယာကူဇာရီနဲ့တွားတွေ့နေတော့လီကွန်မင်းကပတ်စံတွေကိုရောထိုတော့ကိုပါခိုးယူပြေးသွားတာဖြစ်ကြောင်းသိလိုက်ရပြီမို့တော့ဘက်မှာရှိလဲမိတဲ့အခါလီကွန်မင်းကအရေးကြီးပစ္စည်းတွေကိုဒုက္ခနာကိုမှာပဲဝှက်ထားလေးရှိကြောင်းဖြေပါတယ်ဒါကြောင့်အီကွန်မင်းရဲ့အလောင်းစီပြန်သွားကတော့ကိုရှာယူနေချိန်စုံနောက်ချွဲရောက်လာပြီးတနက်နဲ့ချိန်ကဓားချဖို့အော်ပြောနေတဲ့အတွက်သူတတ်တာမဟုတ်ကြောင်းနဲ့သူ့ကိုယုံကြည်ဖို့ရှင်းပြပါတယ်စုံနောက်ချွဲကအခင်းဖြစ်တဲ့23ရက်နေ့မတိုင်ခင်2ရက်လိုကလေးကဂွန်းစုရဲ့ကားကပြက်စီးနေတာဖြစ်ကြောင်းစာရွက်ကိုပြပြီးပြောနေလို့တနက်ကိုခဏဖက်ရန်တောင်းဆိုပေမဲ့စုံနောက်ချွဲကဂွန်းစုကိုဖမ်းချုပ်လက်ထိတ်ခတ်ရင်သူတို့ကရဲကောင်းတွေမဟုတ်ကြပေမဲ့ဂွန်းစုလုံးနေတာတွေကတော့လွန်နေပြီလို့ဆိုပါတယ်ကားထဲမှာလက်ထိတ်ခတ်ခံရတဲ့ဂွန်းစုကအရန်ပင်ပန်းနေပြီဖြစ်လို့အကုန်ဝင်ခံရန်စခန်းကိုသာခေါ်သွားခိုင်းပေမဲ့စုံနောက်ချွဲကတော့လူတက်မှုနဲ့အလောင်းဖြောက်ဖြက်ရန်ကြံစီမှုတွေဟာတသက်တကြွကြားနိုင်ကြောင်းအသိပေးကမ
င်းကိုဘသူမှခူးမဆိုင်ရင်တော့သမီးလေးမိနာရှိသေးရလို့တတိပေးလိုက်ပြီးလက်ထိတ်ကိုပြန်ဖွင့်ပေးပါတယ်ဂွန်းစုအဖမ်းခံရရင်သူလည်းစိတ်ဖြောက်ဖြောက်နဲ့နေရမှာမဟုတ်ဘူးလို့ဆိုရင်ဒဏ်ကြေးစာရွက်ကိုပါဖျက်ပစ်လိုက်ပါတယ်မိခင်ရဲ့နိုင်ပြီးပြီးချင်းဒီလိုဖြစ်နေတဲ့ဂွန်းစုကိုကန်ဆိုးသူလိုပြောနေတဲ့စုံတော့ချွဲကိုအပြေးဝယုံကြည်သွားတဲ့ဂွန်းစုကသူ့ကိုကူညီဖို့တောင်းဆိုလိုက်ပြီးသူဟာရဲတယောက်စီကနေအကြက်ကန်ချိတ်ချောက်ခံနေရကြောင်းနဲ့အဲ့ဒီလူဟာသူတို့သိထားတဲ့ရဲအုပ်ပတ်ချမ်းမင်းဖြစ်ကြောင်းဖွင့်ပြောကအပေါ်ကလောင်းဟာလီကွန်မင်းဖြစ်ပြီးပတ်ချမ်းမင်းကပဲလီကွန်မင်းကိုတတ်ခဲ့တာဖြစ်နိုင်ကြောင်းရှင်းပြနေစဉ်ဂွန်းစုထံဖုန်းဝင်လာပါတယ်ဖုန်းကလိုက်တော့တစ်ဖက်ကပတ်ချမ်းမင်းဖြစ်နေပြီးစုံတော့ချွဲကိုပါဒုက္ခမပေးခြင်းကားပေါ်ကဆင်းဖို့ပြောလာတဲ့အတွက်သူတို့ကိုစောင့်ကြည့်နေတာလားမေးရင်ကားပေါ်ကနေဆင်းလိုက်ပါတယ်ရှေ့ကို9လမ်းလောက်ထက်လျှောက်ခန်းနေတဲ့ပတ်ချမ်းမင်းစီကဖုန်းချသွားချိန်အပေါ်ကနေကွန်တိန်နာတန်မိုးကြီးပြုတ်ကျလာပြီးကားထဲမှာထိုင်နေသူစုံတော့ချွဲဟာတည်ဆုံသွားပါတယ်အပေါ်မှာဂရင်းတစီနဲ့မျက်မှန်တက်ထားသူတယောက်ကိုကြောင်အားစွာကျင်းနေသူဂွန်းစုထံဖုန်းထပ်ဝင်လာပြီးပတ်ချမ်းမင်းကသူလက်တဲ့တယ်မဟုတ်လားလို့လှောင်ပြောင်ကမနက်6နာရီအမိလီကွန်မင်းအလောင်းကိုတူးဖော်ပေးဖို့ထပ်မံချိန်ချောက်လာပါတယ်ဂွန်းစုဟာသူအလောင်းကိုယူလာပေးမယ်လို့ပြောထားလျက်နဲ့ဘာလို့အခုလို့လုပ်ရတာလဲလို့လုံဖို့ကံဘတ်အတွက်ဒေါသကြီးအော်ဟစ်ခါသူကိုယ်တိုင်ရဲစခန်းမှာအဖမ်းခံတော်မဲ့အကြောင်းနဲ့မင်းလည်းပြီးသွားပြီလို့ပြောလိုက်ပေမဲ့ပတ်ချမ်းမင်းဟာသူ့အိမ်ကိုရောက်နေပြီးညီမဖြစ်သူရဲ့အတန်နဲ့သမီးဖြစ်သူမီနာကိုပါနှုတ်ဆက်နေရကြောင်းဘာမှမလုပ်ဖို့တောင်းပန်ကအိမ်ကိုအသေးတန်ပြန်မောင်းလာပါတယ်အိမ်ထဲကိုတနက်နဲ့ပြေးဝင်လာပေမဲ့ညီမဖြစ်သူကမီနာအိတ်နေပြီဖြစ်ပြီးရဲရရှိပတ်ဆိုသူကအယုတ်လက်ဆောင်ပေးဖို့ပြန်လာမယ်လို့ပြောသွားကြောင်းပြောပြနေပါတယ်အိပ်ပျော်နေတဲ့မီနာကိုကြည့်နေတော့ message ဝင်လာတဲ့အထက်မှာလီရဲ့အလောင်းကိုမနက်6နာရီအမိလိုချင်တာဖြစ်ပြီးအဖမ်းခံတာဟာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ကြောင်းတတိပေးသွားတဲ့အတွက်လက်ထက်ကချီလွတ်တွေကိုလိုက်ပါတယ်အဲ့ဒီနောက်ညီမဖြစ်သူကိုမီနာမွေးနေ့အတွက်ဟိုတယ်စီစဉ်ပြီးပြီမို့မီနာနိုးတာနဲ့တွားလိုက်ဖို့နဲ့သူအလုပ်ကိစ္စပြီးရင်လိုက်လာမယ့်အကြောင်းသိချမှာပါတယ်စခန်းမှာကြည်လွတ်တွေနဲ့လဲယူနေချိန်သိသိထားတဲ့ C4 ကိုမြင်တာနဲ့အကြံတစ်ခုရသွားပါတယ်ချိန်ထားတဲ့နေရာကိုမသွားခင်မနက်အစောကြီးအလောင်းအောက်မှာယူလာတဲ့ C4 ကိုမရိပ်မိအောင်ဖွက်ခစနတ်တန်ကိုကားတော့မှချိန်လိုက်ပါတယ်ချိန်တဲ့နေရာရောက်တော့ကားကိုရက်ခအလောင်းကိုသူ့စီတဲလာဖို့ပတ်ချမင်းကအမိတ်ပေးနေတဲ့အတွက်အလောင်းကိုကိုယ်တိုင်တဲလာပြီးကားပေါ်တင်ပေးလိုက်ပါတယ်ဂွန်းစုရဲ့တနက်နဲ့ကားတော့ကိုရှာယူလိုက်တဲ့ပတ်ချမ်းမင်းဟာတနက်ထဲကခြေအစ်တွေကိုထုတ်ပစ်လိုက်ပြီးတတုရှာသတ်နဲ့အလောင်းကိုရှာဖွေကလီကွန်မင်းကိုသူကိုယ်တိုင်ပြစ်တက်ခဲ့တာဖြစ်ပြီးအလောင်းကိုမင်းယူသွားတာမို့လူသက်သမားကမင်းလားငါလားလို့မေးပါတယ်ထွက်သွားလို့ရပြီဆိုလို့ C4 ရမှုကိုနှိပ်လိုက်ပြီးလက်ထွက်သွားတဲ့ဂွန်းစုကိုပတ်ချမ်းမင်းကကြီးကုန်းအလွတ်နဲ့လှမ်းပစ်ပါတယ်နောက်တစ်ချက်ပြစ်ဖို့ပြစ်နေပြီမို့ဂွန်းစုကသူဟာရဲတပ်တန်း10နှစ်ရှိပြီဖြစ်လို့အာမခံချက်မပါပဲဒီကိုလာတရားမရှိတောင်းအော်ပြောကသူ့ကိုသာတတ်လိုက်ရင်ပတ်ချမ်းမင်းရဲ့မူရစ်စေဝါကိစ္စတွေပြည်သက်သာယုံဖွင့်ထားတဲ့ကိစ္စတွေနဲ့လီကွန်မင်းကိုရောစုံနောက်ချွဲပါတပ်ဖြတ်ခဲ့တဲ့အထောက်အထားတွေအားလုံးမနှက်ပြတ်မနှက်စကန်းကိုအလိုလျောက်ရောက်သွားမဲ့အီးမေးလ်တစ်ခုစီစဉ်ထားကြောင်းချိန်ချောက်လိုက်တဲ့အခါမှာပတ်ချမ်းမင်းကတနက်ကိုပြန်ချလိုက်ပြီးသူတို့ဟာတလေတဲ့စီးနေသူတွေဖြစ်လို့အလုံးတူတူလောက်ကြဖို့နဲ့သမီးလေးမိနာကိုတေချာဆောင်းရှားဖို့မှာကကားပေါ်တက်သွားပါတယ်ဒါတောင်ပတ်ရဲ့ကားကဂွန်းစုရှိရဘက်ကဖြတ်သွားပြီးဗတ်ပြန်ဆုတ်လာလို့ပောက်ကွဲတော့မဲ့ C4 ကြောင့်ခက်ခွက်ခွာနေချင်နေသူဂွန်းစုကိုသူတယောက်တည်းတီးတဲ့စားတောက်ဆိုင်တစ်ခုထံလိုက်ခဲ့ရန်ခေါ်နေတဲ့အတွက်မစားချင်ကြောင်အော်ပြောလိုက်တော့မှနှမျောစရာပဲစုကထွက်သွားချိန်အချိန်ပြည့်သွားပြီဖြစ်တဲ့ C4 ပုံးဟာပောက်ကွဲသွားပြီးကားဟာရေကန်ထဲကိုကျသွားပါတယ်အဲ့ဒီနောက်ဂွန်းစုကလွတ်ပစ်ခံရတဲ့ကြီးတွေကိုပြေးယူကအသက်ရှင်လျက်ပြန်တက်လာရင်ပြစ်ဖို့ချိန်ရွယ်ထားပြီးမဲ့အချိန်တော်ကြာတဲ့အထိပြန်ပေါ်မလာတဲ့အတွက်အိမ်ကိုပြန်သွားပါတယ်ညီမဖြစ်သူကိုဖုန်းဆက်ခမီနာကိုတူလာနေပြီဖြစ်ကြောင်းပြောပြီးအဖွက်မှုစီခွင့်တိုင်ဖို့ဖုန်းခေါ်လျက်သာအိမ်ပြန်ထွက်လိုက်ချိန်ရုတ်တရက်ဝင်လာတဲ့ဘတ်ချမ်းမင်းကတန်းတင်ငန်းနဲ့အပေါ့သွားပြီးနောက်ဂွန်းစုကိုအံ့ဩသွားတဲ့မဟုတ်လားမိကတိုက်ခိုက်ပါတော့တယ်ပန်းအိုးတွေနဲ့စိတ်ကြိုက်ရိုက်နှက်ခံနေရချိန်အဖွက်မှုခေါ်နေတဲ့ဖုန်းကိုပြန်မဖြေနိုင်ပဲခိုးခံနေရတဲ့ဂွန်းစုကိုစာအုပ်စင်ကြီးနဲ့ဖိချလိုက်ပါတယ်ရေရီပါတွေယူတောက်နေတဲ့ဘတ်ချမ်းမင်းကသူ့ရဲ့ရင်ငုတ်ဆန်ချိန်ချိုးနိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းခြေရွတ်နေစဉ်ဂွန်းစုကစင်ကြားမှာညှက်နေတဲ့တနက်ကိုယူဖို့လုပ်နေပေမဲ့ခြေထောက်ကဆွဲထုတ်နေတဲ့ဘတ်ချမ်းမင်းကိုကန်ကအခန်းထဲပြေးဝင်သွားပါတယ်ပိတ်ထားတဲ့တကားကိုကတ်ကြီးနဲ့ထိုးခွဲပြီးလက်နိုင်နေပြီမို့နက်တိုင်နဲ့ချီကဝေယန္တာကနေအိမ်ရှိခန်းထိခက်ခက်ခဲခဲခုန်ကူးလိုက်ပြီးတနက်ကိုယူဖို့လုပ်ပေမဲ့နက်တိုင်ကိုဆွဲဖြတ်လိုက်တဲ့ဘတ်ချမ်းမင်းကတပွဲတလန်းထပ်နွယ်ဖို့ပြင်နေပြီမို့ဦးအောင်ပြေးတွန်းချလိုက်ပါတယ်ခဏတာမူးဝေသွားပေမဲ့သူ့ကိုလေပင်ညစ်နေသူဂွန်းစုကိုလွှင့်အောင်ကန်လိုက်ပြီးရေပန်းပိုက်နဲ့အသက်ခံရတော့မယ့်အချိန်ရေပူတွေကြောင့်ဆက်ဆက်ခါနာသွားတဲ့ဘတ်ချမ်းမင်းအလက်မှာတနက်ရှိရာကိုပြေးယူဖို့ကြိုးစားပါတယ်
နှစ်ယောက်သားလုံးထွေးနေရင်ဆင်အောက်ကတနက်ကိုဘတ်ချမင်းကလည်းတွေ့သွားပြီးမို့အပြိုင်လူယူနေကြချိန်ညီးနေတဲ့တနက်ရဲ့မောင်းဟာတန်ကျိတ်ကြောင့်တနက်တန်တစ်ချက်ထွက်လာပါတယ်ငိမ့်သက်နေတဲ့နှစ်ယောက်မှပြန်လည်လှုပ်ရှားလာတဲ့ဂွန်းစုကသူ့ဘေးမှာငိမ့်သက်နေတဲ့ဘတ်ချမင်းအလောင်းကိုမြင်လိုက်ရပါတယ်ရေကန်ထဲကျသွားတဲ့ဘတ်ချမင်းရဲ့ကားကိုပြန်လည်ဆယ်ယူခဲ့ကြပြီးရဲစခန်းမှာတော့အထက်လူကြီးတွေကဘတ်ချမင်းကျူးလွန်ခဲ့တဲ့မူရစ်ဆေးခိုးယူဖြန့်ပြမှုပြည်ထစာယုံဖွင့်လှစ်မှုရဲရရှိကိုတပ်ဖြတ်မှုရင်တိုက်ပြေးမှုနဲ့တပ်သိက္ခာပစ္စည်းခိုးယူမှုစားတဲ့ပြစ်မှုတွေအားလုံးပေါက်ကြားသွားရင်သူတို့ဖွဲ့ပါဒုက္ခရောက်နိုင်တာကြောင့်အမှုမှန်ကိုဖုံးကွယ်ဖြစ်ဖို့တိုင်ပင်ကြပါတယ်ရဲမင်းကြီးအစ်စ်တက်လာခြင်းဒီလိုကိစ္စမျိုးမဖြစ်သင့်ဘူးဆိုကဂွန်းစုကိုဘယ်လိုလုပ်ရမလဲဆွေးနွေးကြပြီးနောက်ရဲမှုချန်ကိုဒီကိစ္စသေတဲ့အထိနှုတ်ပိတ်ထားနိုင်မလားလို့မေးနေတဲ့အတွက်ရဲမှုကလည်းဂွန်းစုအတွက်သေတဲ့အထိလျှို့ဝှက်ပေးထားပါမယ်လို့ကတိပေးလိုက်ပါတယ်ရဲလောက်ကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီးရုံးခန်းမှာပစ္စည်းတွေသိမ်းနေသူဂွန်းစုကိုထိုင်ကြည့်နေတဲ့ရဲမှုချန်ကခံစားချက်ကိုနားလဲပြီးမဲ့ဘဝဆိုတာဒါရီကြီးပဲမဟုတ်ကြောင်းနဲ့ရလာမဲ့လုံသက်ခံစားခွင့်ကိုစုံနောက်ချွဲအမေစီပေးတာကိစ္စမရှိပဲရဲလောက်ကလွှဲရင်ဘာတော့လုံးမှလည်းမီတော့ဒီနိုင်ငံမှာအလုပ်ပေါင်း12000ကျော်ရှိလို့တခုခုတော့ရှာလုပ်မယ်လို့ပြန်ဖြေပါတယ်မင်းမရှိရင်ငါမှဘယ်သူမှမရှိတော့လို့ရဲစတင်လောက်ကင်တင်ကထားရှိခဲ့တဲ့နိုင်ငံဝန်ထမ်းတွေရဲ့80မှကြီးမှန်းချက်ဖြစ်တဲ့ပင်စင်ခံစားခွင့်အပြည့်အဝရယူဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုမမေ့ဖို့တတိပေးလိုက်ပြီးနှုတ်ထွက်စာကိုဆိုင်းငံ့ပေးတာမှမို့အမြန်ပြန်လာခဲ့ဖို့မာနေတဲ့ကြံကိုနှုတ်ဆက်ခဲ့လိုက်ပါတယ်သူ့မိရဲ့အုတ်ကုထံသွားကဘယ်သူမှလာတူးလို့မရအောင်ခိုင်ခိုင်ခန့်ခန့်လုပ်ပေးဖို့တာဝန်ခံကိုပြောနေတဲ့အတွက်ဘရင်ကူမဟုတ်လို့ဘယ်သူမှလာမတူးပါဘူးလို့ပြောရင်အခုခေတ်မှာမိဘကူကိုဒီလောက်တေချဂယူးဆိုင်ပေးတဲ့သူရှားတာမို့ဂွန်းစုကိုတားလိမ့်မာတယောက်ဖြစ်ချီကျူးနေပါတယ်ညီမဖြစ်သူကတော့အလုံးလက်မဲ့ဖြစ်သွားတဲ့ဂွန်းစုကြောင့်ရှေ့ဆက်ဘလို့စားဝတ်နေရေးဖြည့်ရှင်းရမလဲဆိုပြီးညီးတွားနေလို့ရောက်ဖဖြစ်သူကိုထရက်ကာဟောင်းတစ်စီးရှာဖို့မှကသူ့ကိုအရင်ကပြောမှုတဲ့ရဲစခန်းရှိမှမုံရောင်းကြမယ်ဆိုလို့ရဲစခန်းမှာရဲရောက်380လောက်မှတရက်ကို$1ခွဲနှုန်းနဲ့ဆိုတရက်ကိုဘလောက်မြတ်မလဲတောချက်နောက်ပြောင်ရင်ပစ္စည်းတွေသိမ်းကပြန်ဖို့ပြင်ပါတယ်တမီလေးမီနာကိုအပေါ်ခေါ်ကအဖွားဖြစ်သူကိုနှုတ်ဆက်ခိုင်းတဲ့အချိန်မီနာကောက်ထားတဲ့ခွက်ထဲကကြောက်ခဲအချိုးနဲ့တူဘတ်ချမင်းရဲ့တော့ကြလာပါတယ်အဲ့ဒီနောက်သူတွေးခဲ့မှုတဲ့လိမ့်စာကတ်ထဲကပေကီပန်ကိုရုပ်ဖြတ်သွားပြီးတော့ကိုပြလိုက်တော့တယောက်ကသူ့တထေးကိုမှတ်ပုံတင်စစ်တင်လာလို့မေးလိုက်ပေမဲ့ဒီလိုနေရာမျိုးမှာမှတ်ပုံတင်သာစိတ်ရင်လှုပ်ရှားလို့ရမှာမဟုတ်ဘူးလို့ပြောပြီးပစ္စည်းထုတ်ဖို့လာတာဆိုတဲ့ဂွန်းစုရဲ့အိတ်ကိုကြည့်ကလွတ်လိုက်တဲ့လူကတေချာပြောလိုက်ဖို့မရဘူးလို့ဆိုပါတယ်တော့ဖွင့်ပေးတဲ့တယောက်ကလျှို့ဝှက်နံပါတ်ရိုက်ထည့်ခိုင်းနေရကြောင်းအခန်းထဲကလုံခြုံရေးတက်တာကိုတော့ဘော်ကနံပါတ်တွေရိုက်ထည့်ပြီးဝင်သွားတဲ့အခါသူယူလာတဲ့အိတ်နဲ့လာလာမဆိုင်တဲ့ငွေပုံကြီးကိုပါဇက်အဟောင်းသားမြင်လိုက်ရပါတော့တယ်